အားလုံးပဲမင်္ဂလာပါရှင်ဒါတော့ပိုင်မမကြိုးစုပါတယ်နော်ဒီတစ်ခါမှာတော့ဒီဗီဒီယိုလေးကိုမြင်ရတဲ့သူရဲ့ဒီရက်ပိုင်းအတွင်းမှာဘာတွေကြုံတွေ့ဖို့ရှိလာမလဲဆိုတဲ့တိုက်တယ်လေးနဲ့တာရော့ကက်ကလေးတွေကြည့်ပေးပါမယ်နော်ငါစီကိုဘလို့စွမ်းရင်နေဘလို့ကိစ္စတွေရောက်ရှိလာမလဲဆိုပြီးသိကျင်တဲ့သူတွေရှိတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါအောင်နော်တဦးတယောက်တည်းကိုရည်ရွယ်ပြီးပြောပေးထားတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကိုင်ယူပါကိုနဲ့ energy မကိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမဦးဆုံးကက်ကလေးဒီကက်ကလေးကကြတော့လေတင့်စိတ်ကိုနှွေးထွေးချေနဲ့စီမဲ့တည်င်းကောင်းလေးတွေချစ်ချင်းမြတ်တာဒါမှမဟုတ်အခွင့်လဲကမ်းလဲချက်ကလေးတွေရောက်ရှိလာပါလိမ့်မယ်နော်တင်ဘောကျင်နာစွာနဲ့ယူသားတဲ့ပေါ့နော်မြတ်တာစကားတွေပြောလာမဲ့သူဒါမှမဟုတ်စိတ်ချမ်းသာစရာအလုပ်စီးပွားရေးဆိုင်ရာတည်င်းကောင်းလေးတွေရရှိဖို့ကိန်းလေးတွေရှိနေပါတယ်ဆိုတာကိုဒီကက်ကလေးကပြောပြပေးနေပါတယ်ရှင်ကဲကက်နံပါတ်2လေးဒီကက်ကလေးကကြတော့လေအတိတ်ကရင်းနှီးခဲ့ဘူးတဲ့သူတငယ်ချင်းဟောင်းဒါမှမဟုတ်ချစ်သူဟောင်းစီမှာအဆက်အသွယ်ပြန်ရတာဒါမှမဟုတ်အတိတ်ကအမတ်တရကောင်းတွေပြန်လေတန်းတာပြီးတော့မှပေါ့နော်ကိစ္စလေးတွေကြုံတွေ့ရမယ်ဆိုတဲ့ပုံစံမျိုးလေးရှိတယ်နော်မထင်မှတ်ထားတဲ့လက်ဆောင်ကုညီမဲ့သူဒါမှမဟုတ်ကလေးတငယ်များနဲ့ပတ်သက်တဲ့ပျော်ရွှင်စရာအခိုက်အတန့်လေးတွေကြုံတွေ့ရပါလိမ့်မယ်ဆိုတာကိုဒီကက်ကလေးကလည်းပြောပြပေးနေပါတယ်ရှင်ကဲကက်နံပါတ်3လေးဒီကက်ကလေးကကြတော့လေတင့်ရဲ့အာယုံခံစားမှုကိုသူကပြောတာနော်ဒီကာလမှာဆိုရင်တင့်ရဲ့အာယုံခံစားမှုကအရန်ကိုမြင်မာနေတဲ့ကာလလေးဖြစ်နေလိမ့်မယ်နော်တစုံတစ်ခုကိုတင်ရလေစိတ်ထဲမှာမတင်ကားဖြစ်တယ်ဆိုရင်တင့်ရဲ့စိတ်ခံစားချက်အတိုင်းအမှန်တကယ်ဖြစ်လာတတ်လို့ကွယ်ရာမှာဖုံးကွယ်ပြီးတော့မှလျှို့ဝှက်ချက်တချို့ဒါမှမဟုတ်အမှန်တရားတွေကိုလည်းအလိုလိုပေါ့နော်သိလိုက်ရတဲ့ပုံစံမျိုးလေးတွေဖြစ်လာပါလိမ့်မယ်နော်စိတ်အေးအေးထားပြီးတော့မှငြိမ်ငြိမ်လေးစောင့်ကြည့်ရမယ့်အချိန်ဖြစ်ပါတယ်လို့ဒီကက်ကလေးကလည်းပြောပြပေးနေပါတယ်ရှင်အကြံပေးချင်တာကတော့လေ K or cat နဲ့ sit or cat ရဲ့စွမ်းအင်အရာတင့်ထန်ကိုပေါ့နော်ရောက်ရှိလာမယ့်မေတ္တာနဲ့အခွင့်အလမ်းတွေကိုပျော်ရွှင်စွာစီးကြပါနော် High of Princess ရေပေါ့နော်ကက်အတိုင်းလောဘဒေါသကိုရှေ့တန်းမတင်ဘဲနဲ့တင့်ရဲ့အတွင်းစိတ်ခံစားချက်ကိုယုံကြည်ပြီးတော့မှဆုံးဖြတ်ချက်များကိုချမှတ်သွားတယ်ဆိုရင်အလွန်စိတ်ချမ်းသာစရာကောင်းတဲ့ရက်ပိုင်းလေးတွေကိုပိုင်ဆိုင်ရပါလိမ့်မယ်လို့ပြောပြရစီရှင်အကြံပေးပြရစီရှင်နောက်ဆုံးအနေနဲ့ဆူတောင်းပေးချင်တာကတော့လေယခုအခိုက်အတန့်မှာတင့်ထန်ကိုရောက်ရှိလာတဲ့အတိတ်ကပေါ့နော်အမတ်တရကောင်းတွေနဲ့မေတ္တာစွမ်းအင်များတင့်ကိုအပြည့်အဝပျော်ရွှင်ပါစေအတွင်းစိတ်ညံအလင်းပွင့်ပြီးတော့မှစိတ်ချမ်းသာဖို့ရာတည်င်းကောင်းများနဲ့နေ့စဉ်နဲ့အမျှဇက်တိုက်စီးဝင်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေနော်